ဇလန်းအစကတော့1985ခုနှစ်မိုးသေးထန်စွာရွာနေတဲ့ညတညမှာစတင်ပါတယ်။ကောင်လေးတစ်ယောက်ဟာသူ့ဘဝတစ်လျှောက်လုံးမမြင်သိခဲ့တဲ့အရာတစ်ခုကိုမတော်တဆမြင်တွေ့လိုက်ရပါတယ်။အမျိုးသားလေးယောက်ဟာမိန်းမတစ်ယောက်ရဲ့အလောင်းကိုကော်စောတစ်ချက်ထဲလိပ်ပတ်ပြီးတည်ဆောင်လာကြတာပါ။ကော်စောအပြင်ဘက်မှာတော့အမျိုးသမီးရဲ့ခြေထောက်နှစ်ဖက်ကပေါ်ထွက်နေပြီးခြေချင်းဝတ်နှစ်ဖက်မှာလက်ကောက်လိုမျိုးအစင်တန်စာတွေဝတ်ဆင်ထားတာကိုကောင်လေးကထင်ရှားစွာမြင်လိုက်ရပါတယ်။ဒါတနေ့မနက်မှာကောင်လေးကသူ့တငယ်ချင်းကိုမနေ့ညကမြင်ခဲ့တာတွေပြောပြပါတယ်။ဒါပေမဲ့အခုတော့ဇလန်းကိုနှစ်ပေါင်း40ကျော်ရှေ့ကိုခုန်ကျော်လိုက်ပါမယ်။2025ခုနှစ်ကိုရောက်လာပါပြီ။ဒီနေရာမှာကျွန်တော်တို့တွေ့ရမယ့်သူကတော့ကီရာလာပြည်နယ်ကရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးရာရှိဖြစ်ပါတယ်။ဒါပေမဲ့ Viv ဟာအခုအချိန်မှာတော့စံပြရဲရာရှိတယောက်လို့ပြောလို့မရသေးပါဘူး။ဘာကြောင့်လဲဆိုတော့အလုပ်ချိန်အတွင်းလောင်းကစားလုပ်ခဲ့တဲ့အတွက်သူ့ကိုတာဝန်ကနေယာယီရပ်ဆိုင်းထားတာပါ။အဲ့ဒီသတင်းကလည်းသတင်းစာတွေနဲ့ရုပ်မြင်သံကြားတွေထိပြန့်နှံ့သွားခဲ့ပါတယ်။ဒါကြောင့်အလုပ်မရှိတော့တဲ့ Viv ကအချိန်တွေကိုသူ့ဖေကိုတစ်ပင်ကနေတစ်ဆေးထုတ်တဲ့အလုပ်မှာကူညီပေးရင်းကုန်ဆုံးနေပါတယ်။တစ်ဖက်မှာတော့ Viv ဟာSerenaဆိုတဲ့သတင်းထောက်မိန်းကလေးတစ်ယောက်နဲ့ချစ်သူတွေဖြစ်နေပါတယ်။အချိန်အနည်းငယ်ကြာပြီးနောက်သူ့ရဲ့တာဝန်ရပ်ဆိုင်းမှုကပြီးဆုံးသွားပြီး Viv ကို Kerala နဲ့ Tamil Nadu ပြည်နယ်နှစ်ခုကြားမှာရှိတဲ့တောနယ်ကြီးတစ်ခုဖြစ်တဲ့ Malakkapura ဒေသကိုပြောင်းရွှေ့တာဝန်ချလိုက်ပါတယ်။အဲဒီနေ့မှာပဲတခြားနေရာတစ်ခုမှာ Rajendran ဆိုတဲ့အမျိုးသားတစ်ယောက်ဟာသူ့ဘဝရဲ့နောက်ဆုံးချိန်တွေကိုဖြတ်သန်းနေရပါတယ်။နှစ်ပေါင်းများစွာအရက်တောက်လာခဲ့တာကြောင့်သူ့ခန္ဓာကိုယ်ဟာလုံးဝပျက်စီးနေပါပြီ။အသေးစားထိုးကူးတောက်မှုတောင်ခံယူထားခဲ့ပေမဲ့ဆရာဝန်တွေကသူ့အခြေအနေဟာအဆုံးနည်းနေပြီလို့ပြောထားပါတယ်။ဒါပေမဲ့ Rajendran ကဘာကြောင့်မှန်းမသိပဲသူ့ကားမောင်းသမားကို Malakkapura ကိုခေါ်သွားခိုင်းပါတယ်။တိုက်ဆိုင်ပဲကားမောင်းသမားကထမင်းစားဖို့ရက်လိုက်တဲ့လမ်းဘေးဆိုင်ဟာ Beth ထမင်းစားနေတဲ့နေရာနဲ့တနေရာတည်းဖြစ်နေပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဟာအဲ့ဒီအချိန်မှာတော့တယောက်နဲ့တယောက်မသိကြသေးပါဘူး။ခဏအကြာမှာတော့သူတို့လမ်းခွဲသွားကြပါတယ်။ Viv ကဒေသခံရဲစခန်းကိုဆက်သွားခဲ့ပြီး Rajendran ကတော့တောထဲကိုတယောက်တည်းဝင်သွားပါတယ်။သူကကားမောင်းသမားကိုနောက်မှာပဲစောင့်နေဖို့ပြောထားခဲ့ပါတယ်။ Rajendran ဟာလက်ထဲမှာသူ့အမြဲတောက်နေကြအရက်ပလင်းကိုကင်ထားရင်းတစ်ပင်တွေကြားကနေတဖြည်းဖြည်းလျှောက်သွားပါတယ်။ဒါပေမဲ့သူ့ရဲ့ကျန်းမာရေးအခြေအနေကရုတ်တရက်ဆိုးရွားလာပါတယ်။သူဟာသွေးတွေအန်ထွက်လာတဲ့အထိချောင်းဆိုးလာပါတယ်။အဲ့ဒီလိုနဲ့တောနက်ထဲမှာရှောက်လာရင်နောက်ဆုံးမှာတော့တစ်ပင်တစ်ပင်ရှေ့မှာရက်လိုက်ပါတယ်။ဒီနေရာကသူဒီလောက်အဝေးကြီးအထိလာခဲ့ရတဲ့တခုတည်းသောအကြောင်းရင်းပါ။ Rajendran ကဖုန်းကိုထုတ်ပြီး Facebook Live လွှင့်လိုက်ပါတယ်။ပြီးတော့သူ့ဘဝတစ်လျှောက်လုံးကိုဝန်ခံစပြုပါတော့တယ်။သူလွန်ခဲ့တဲ့နှစ်ပေါင်း40ကသူလုပ်ခဲ့တဲ့အပြစ်တစ်ခုဟာသူ့ကိုတစ်သက်လုံးအပြစ်ရှိတယ်လို့ခံစားစေခဲ့တာပါ။1985ခုနှစ်တုန်းက Rajendran ဟာလူ၄ယောက်ထဲကတစ်ယောက်အဖြစ်အမျိုးသမီးတစ်ယောက်ရဲ့အလောင်းကိုဒီတောထဲကိုတည်လာခဲ့ပါတယ်။သူကအဲ့ဒီအမျိုးသမီးရဲ့နာမည်ကိုတောင်မသိခဲ့ပါဘူး။ပြီးတော့အဲ့ဒီလူ၄ယောက်ထဲကလူ2ယောက်ရဲ့နာမည်ကိုလည်းထုတ်ဖော်ပြောလိုက်ပါတယ်။တစ်ယောက်ကတော့ Vincent ဖြစ်ပြီးအခုအချိန်မှာ Kerala ပြည်နယ်ရဲ့အင်အားကြီးစီးပွားရေးသမားတစ်ယောက်ဖြစ်နေပါပြီ။သူဟာ Kerala ရဲ့အကြီးဆုံးစိန်ကုမ္ပဏီကိုပိုင်ဆိုင်ထားတဲ့သူပါ။နောက်တစ်ယောက်ကတော့ Francis ဖြစ်ပါတယ်။စတုထလူကိုတော့ Rajendran ကနာမည်မပြောတော့ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီလူကအခုဆိုတည်ဆုံးသွားပြီဖြစ်လို့ပါ။ပြီးတော့ Rajendran ကအကြီးမားဆုံးလျှို့ဝှက်ချက်ကိုဖော်ထုတ်လိုက်ပါတယ်။သူတို့တကြိုခဲ့တဲ့သူဟာအသက်18နှစ်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။သူ့နာမည်ကိုတော့ Rajendran မသိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီမိန်းကလေးရဲ့အလောင်းဟာသူအခုထိုင်နေတဲ့တစ်ပင်အောက်မှာပဲရှိနေတယ်လို့ဝန်ခံလိုက်ပါတယ်။ Facebook Live ကဆက်လက်လွှင့်နေစေဖြစ်ပေမဲ့ခဏအကြာမှာတော့ကားမောင်းသမားကတနက်ပြစ်တံတစ်ချက်ကိုကြားလိုက်ရပါတယ်။သူလည်းချက်ချင်းတောထဲကိုပြေးဝင်သွားပါတယ်။ဒါပေမဲ့အဲ့ဒီနေရာကိုရောက်တဲ့အချိန်မှာတော့ Rajendran ဟာတနက်တန်ရာနဲ့တေဆုံးနေပါပြီ။နှစ်ပေါင်း40ကြာဖုံးကွယ်ထားခဲ့တဲ့လူသတ်မှုကြီးဟာအခုမှပဲပြန်လည်အသက်ဝင်လာခဲ့တာပါ။ပြီးတော့ဒီအမှုကိုစုံစမ်းဖို့တာဝန်ယူရမယ့်သူကတော့ Viv ဖြစ်ပါတယ်။ Rajendran တေဆုံးမှုသတင်းဟာမကြာခင်မှာပဲ Viv စီကိုရောက်လာပါတယ်။ Viv ကအခင်းဖြစ်ရာနေရာကိုရောက်သွားတဲ့အချိန်မှာတော့သတင်းထောက်တွေနဲ့လူတွေအပြည့်အဝစုဝေးနေကြပါပြီ။သူကသူ့အထက်ရရှိ Mohan Desai ကိုဖြစ်စဉ်အားလုံးကိုပြန်လည်တင်ပြလိုက်ပါတယ်။ Rajendran ရဲ့ Facebook Live ထဲမှာပြောခဲ့တဲ့စကားတွေကြောင့်ဒီကိစ္စဟာရိုးရိုးလူသတ်မှုတစ်ခုမဟုတ်ပဲလွန်ခဲ့တဲ့နှစ်40ကတည်းကဖုံးကွယ်ထားခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်နိုင်တယ်ဆိုတာရဲတွေကသဘောပေါက်လာပါတယ်။ဒါကြောင့်ရဲချုပ်ရဲ့ခွင့်ပြုချက်ရပြီးအဲ့ဒီနေရာမှာမြေတူးဖော်ရှာဖွေဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နာရီပေါင်းများစွာတူးဖော်ခဲ့ပေမဲ့ဘာတစ်ခုမှမတွေ့ရသေးပါဘူး။အဲ့ဒီအချိန်မှာပဲမိုးသေးထန်စွာရွာချလာပါတယ်။မိုးရေတွေဟာမြေတူးထားတဲ့တွင်းထဲကိုဝင်လာပြီးမြေသားပေါ်ရန်အလွှာတွေကိုတဖြည်းဖြည်းဆေးကြောပစ်ပါတော့တယ်။အဲ့ဒီအချိန်မှာ Viv ရဲ့မျက်လုံးထဲကိုရွှွန့်ရည်ထဲမှာတစုံတရာမျောနေတဲ့အရာတစ်ခုဝင်လာပါတယ်။သူကချက်ချင်းအဲ့ဒီနေရာကိုတွားကြည့်လိုက်ပါတယ်။နောက်ထပ်မြေသားတွေကိုဖယ်ရှားပြီးရေတွေကိုစုပ်ထုတ်လိုက်တဲ့အခါနောက်ဆုံးမှာလူအယိုးစုတစုံပေါ်လာပါတော့တယ်။အယိုးတွေနဲ့အတူအမျိုးသမီးတစ်ယောက်ဝတ်ဆင်ထားတဲ့ခြေချင်းဝတ်လက်ကောက်တစုံကိုလည်းတွေ့ရပါတယ်။ Forensic စစ်ဆေးမှုအရအယိုးတွေဟာအမျိုးသမီးတစ်ယောက်ရဲ့အယိုးတွေဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အသက်နဲ့အမှန်တကယ်ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ချက်ချင်းမသိနိုင်သေးပါဘူး။ Mohan Desai ကဒီအမှုအတွက်အထူးစုံစမ်းရေးအဖွဲ့တစ်ဖွဲ့စည်းလိုက်ပါတယ်။ Viv ကိုတော့ Rajendran ရဲ့အတိတ်နဲ့သူ့ရဲ့ဆက်နွယ်သူတွေကိုစုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်။ပထမဆုံး Viv ကလိုက်ရှာရမယ့်သူကတော့ Francis ပါ။ဒါပေမဲ့ဒီအလုပ်ကထင်ထားတာထက်ပိုခက်ခဲနေပါတယ်။ဒါကြောင့်ရဲတွေဟာ Francis ဆိုတဲ့လူတိုင်းရဲ့အိမ်ကိုတအိမ်ပြီးတအိမ်လိုက်သွားစစ်ဆေးရပါတော့တယ်။တစ်ဖက်မှာ Viv က Rajendran ရဲ့ဆရာဝန် Krishna ကိုသွားတွေ့ပါတယ်။ဆရာဝန်က Rajendran ဟာနှစ်ပေါင်းများစွာနေမကောင်းဖြစ်နေခဲ့ပြီးအသေးစားထိုးကူးတောက်မှုတောင်ခံယူခဲ့ရကြောင်းပြောပြပါတယ်။သူအဲ့ဒီနောက် Francis ဆိုတဲ့လူတွေကိုတယောက်ပြီးတယောက်စစ်ဆေးကြပါတယ်။နောက်ဆုံးမှာအများစုဟာအမှုနဲ့မသက်ဆိုင်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်
နောက်ဆုံးကြံတဲ့လိပ်စာတစ်ခုကိုဘက်ကသွားတဲ့အခါ Francis ကိုမတွေ့ရဘဲသူ့သားကိုပဲတွေ့ရပါတယ်။သူ့သားကတော့သူ့ဖေဟာဆေးကုသဖို့အတွက်မြို့ပြင်ကိုထွက်သွားတယ်လို့ပြောပါတယ်။ဒီအချိန်မှာ Viv ရဲ့ချစ်သူသတင်းထောက်ဆွေနာကလည်းအမှုအတွက်ကူညီပေးနေပါတယ်။သူမဟာ1985ခုနှစ်ထုတ်သတင်းစာဟောင်းတွေထဲကအသက်18နှစ်ဝန်းကျင်နဲ့ပျောက်ဆုံးသွားခဲ့တဲ့မိန်းကလေးတွေရဲ့သတင်းတွေကိုရှာဖွေပေးပါတယ်။ရဲတွေကအဲ့ဒီမိန်းကလေးတွေရဲ့မိသားစုတွေစီတအိမ်ပြီးတအိမ်သွားရောက်ကြပါတယ်။ပြီးတော့တွေ့ရှိထားတဲ့ခြေချင်းဝက်လက်ကောက်ကိုမိသားစုတိုင်းကိုပြသပါတယ်။ဒါပေမဲ့အဖြေကအမြဲတမ်းအတူတူပါပဲ။ဒါကကျွန်တော်တို့သမီးရဲ့ပစ္စည်းမဟုတ်ပါဘူး။တယောက်ပြီးတယောက်စစ်ဆေးရင်းနောက်ဆုံးမှာတော့အသက်ကြီးပြီးမှတ်ဉဏ်ချို့ယွင်းနေတဲ့အမျိုးသားတယောက်စီကိုရောက်လာပါတယ်။သူကခြေချင်းဝက်လက်ကောက်ကိုမြင်လိုက်တာနဲ့မျက်ရည်တွေကျပြီးငိုပါတော့တယ်။သူဟာဒီလက်ကောက်ဟာပျောက်ဆုံးသွားတဲ့သူသမီးရဲ့ပစ္စည်းဖြစ်တယ်လို့အခိုင်အမာပြောပါတယ်။ဗစ်ခါကသူ့စီကအနံနမူနာယူပြီးစစ်ဆေးဖို့ပို့လိုက်ပါတယ်။ဒါပေမဲ့အဖြေထွက်လာတဲ့အခါအနံကမကိုက်ညီပါဘူး။ဒီလိုနဲ့ဗစ်ခါရဲ့ပထမဆုံးမျှော်လင့်ချက်ကလည်းပြတ်သွားပါတယ်။ဒါပေမဲ့သူကလက်မလျှော့သေးပါဘူး။သူကဗင်ဆင့်ရဲ့အတိတ်ကိုလည်းစတင်တူးဖော်ပါတယ်။ဗင်ဆင့်ရဲ့အမျိုးသားတစ်ယောက်ဖြစ်တဲ့စစ်ဗျူကိုတွေ့ပြီးသူ့အတိတ်အကြောင်းမေးမြန်းပါတယ်။စိုက်တစ်ချိန်လုံးကသူဟာဖျားเจ้าတစ်ခုမှာနေထိုင်ခဲ့ပြီးအဲ့ဒီနေရာမှာအလုပ်တွေကိုကူညီပေးခဲ့ပါတယ်။သူ့ရဲ့အရေးချင်းနဲ့အလုပ်စ조사မှုကိုသဘောကျသွားတဲ့ Bishop ကသူ့ရဲ့ပညာရေးအတွက်ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဗင်ဆင့်ဟာမြို့တစ်မြို့ကနေတစ်မြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အတိတ်ကိုဖုံးကွယ်ဖို့ဘလောက်ပဲစ조사ခဲ့ပါစေ။အခုတော့1985ခုနှစ်ကအမှုကြီးနဲ့ပတ်သက်ပြီးသူ့နာမည်ဟာပြန်လည်ပေါ်ထွက်လာခဲ့ပါပြီ။နောက်တစ်နေ့မှာဗင်ဆင့်ကိုရဲစခန်းကိုခေါ်ယူစစ်ဆေးပါတယ်။ဗင်ဆင့်ဟာသူ့ရဲ့ရှေ့နေကိုခေါ်လာပြီးသတင်းထောက်တွေဝိုင်းရံနေတဲ့ကြားကနေရဲစခန်းကိုရောက်လာပါတယ်။ Interrogation room ထဲမှာ Viv က Regendrin ရဲ့ဝန်ခံချက်ဟာဘာကြောင့်ယုံကြည်ရနိုင်နေဆိုတာကိုတစ်ချက်ချင်းရှင်းပြပါတယ်။လွန်ခဲ့တဲ့နှစ်40တုန်းက Vincent ဟာ Malacca Pera အနီးကဖျားเจ้าမှာနေခဲ့ပါတယ်။ပြီးတော့သူနေခဲ့တဲ့အိမ်ဟောင်းနဲ့အလောင်းတွေ့ခဲ့တဲ့နေရာကြားအကွာအဝေးက6မိုင်လောက်ပဲရှိပါတယ်။ဒီချက်တွေကြောင့် Viv က Vincent ကိုတိုက်ရိုက်ဖိအားပေးပါတယ်။ဒါပေမဲ့ Vincent ကတော့လုံးဝမတုန်လှုပ်ပါဘူး။သူကအေးဆေးဆေးပဲပြန်ပြောပါတယ်။သူနဲ့ဒီအမှုကိုချိတ်ဆက်ပေးနိုင်တဲ့သက်သေအထောက်အထားတစ်ခုမှမရှိသေးဘူး။ပြီးတော့အလောင်းဟာဘသူ့အလောင်းဆိုတာတောင်ရဲတွေမသိသေးဘူးလို့ပြောပါတယ်။ Viv က Vincent ကိုပြန်လွှတ်ပေးလိုက်ရပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတော့ဆုံးဖြတ်ချက်တစ်ခုချပြီးသားပါ။သက်သေကိုမတွေ့မချင်းငါမရက်ဘူး။အဲ့ဒီအချိန်မှာပဲ Forensic ဌာနကနောက်ထပ်သတင်းတစ်ခုပေးလာပါတယ်။အဖိုးကြီးစီကယူထားတဲ့ဒဏ်နဲ့အယိုးစုရဲ့ဒဏ်မကိုက်ညီပါဘူး။ဒါကြောင့်အခုအချိန်ထိအလောင်းရဲ့အမည်နဲ့မိသားစုကိုရှာမတွေ့သေးပါဘူး။ဒါပေမဲ့ Viv ရဲ့စုံစမ်းမှုကတော့အဲ့ဒီမှာမရက်သွားပါဘူး။သူဟာ1985ခုနှစ်ကမှတ်တမ်းဟောင်းတွေကိုတစ်ခုချင်းပြန်ရှာဖွေရင်းထူးဆန်းတဲ့အစီရင်ခံစာတစ်ခုကိုတွေ့သွားပါတယ်။အဲ့ဒီမှတ်တမ်းထဲမှာမိန်းကလေးတစ်ယောက်ပျောက်ဆုံးသွားခဲ့ပေမဲ့သူမကိုပြန်ပေးဆွဲခံရသူလို့မသတ်မှတ်ထားပါဘူး။အဲ့ဒီအစားသူမဟာငွေလိမ်ယူပြီးထွက်ပြေးသွားတယ်လို့ပဲမှတ်တမ်းတင်ထားပါတယ်။ဒီအမှုကိုတိုင်ကြားခဲ့တဲ့သူကတော့ Chandrapan ဆိုတဲ့အမျိုးသားတစ်ယောက်ပါ။ Viv ကအဲ့ဒီလူကိုရှာဖွေတွေ့ရှိပြီး1985ခုနှစ်ကမှတ်တမ်းအကြောင်းမေးမြန်းပါတော့တယ်။ Viv ကပျောက်ဆုံးသွားတဲ့မိန်းကလေးအကြောင်းမေးလိုက်တဲ့အခါ Chandrapan ရဲ့မျက်နှာဟာချက်ချင်းပြောင်းလဲသွားပါတယ်။သူကအဲ့ဒီမိန်းကလေးကိုကောင်းကောင်းမှတ်မိနေပါတယ်။ဘာကြောင့်လဲဆိုတော့သူမဟာ1985ခုနှစ်က Karadagaran ဆိုတဲ့ရုပ်ရှင်ရိုက်ကူးရေးမှာပါဝင်ခဲ့တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေလို့ပါ။အဲ့ဒီရုပ်ရှင်မှာအဲ့ဒီခေတ်ရဲ့နာမည်ကြီးမင်းသားမင်းမို့တီပါဝင်တရုပ်ဆောင်ထားပါတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးဟာရုပ်ရှင်ရိုက်ကူးမှုပထမဆုံးနေ့မှာပဲရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမဟာသူမပါဝင်ရမယ့်ဇဝင်ခန်းရဲ့တဝက်လောက်တောင်ရိုက်ပြီးနေပါပြီ။သူမပျောက်သွားတာကြောင့်ရုပ်ရှင်ရိုက်ကူးရေးဟာရုတ်တရက်ရပ်တန့်သွားပြီးထုတ်လုပ်ရေးအဖွဲ့အတွက်အကြီးကျယ်ရှုပ်ထွေးဖြစ်ခဲ့ပါတယ်။ပြီးတော့ Chandrapan ကသူမရဲ့နာမည်ကိုပြောလိုက်ပါတယ်။သူမရဲ့နာမည်က Rekha ပါ။ Chandrapan က Viv ကို1985ခုနှစ်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုဆက်ပြီးပြောပြပါတယ်။အဲ့ဒီအချိန်တုန်းကသူ့အလုပ်ကဒရိုက်တာတွေအတွက် background actor တွေကိုရှာဖွေပေးရတာပါ။အဲ့ဒီရုပ်ရှင်ရဲ့ဒရိုက်တာကလည်းတချင်းစက်ဝင်ခန်းတစ်ခုမှာမင်းသားမဲမိုဒီရဲ့နောက်ကနေပါဝင်တရုပ်ဆောင်မဲ့မိန်းကလေးငယ်တွေကိုအများကြီးလိုအပ်နေခဲ့ပါတယ်။ဒါကြောင့် Chandrapan ဟာမိန်းကလေးအုပ်စုတစုကိုစူးစီးပေးခဲ့ပါတယ်။အဲ့ဒီအုပ်စုထဲမှာ Rekha လည်းပါဝင်လာပါတယ်။ Rekha အဲ့ဒီနောက် Rekha ကိုတချင်းစက်ဝင်ခန်းထဲမှာတီလာရှင်တယောက်အဖြစ်နောက်ခံကနေပါဝင်တရုပ်ဆောင်ဖို့အခွင့်အရေးရခဲ့ပါတယ်။ Rekha အတွက်တော့အဲ့ဒါကအိမ်မက်တစ်ခုအကောင့်ထဲပေါ်လာသလိုပါပဲ။သူမအကြိုက်ဆုံးမင်းသားမဲမိုဒီနဲ့ရုပ်ရှင်တကားထဲမှာပါဝင်ခွင့်ရခဲ့တာကိုအယမ်းပျော်နေပါတယ်။ဒါပေမဲ့ဒီအိမ်မက်ဟာမကြခင်မှာပဲကြောက်စရာအိမ်မက်ဆိုးတစ်ခုဖြစ်သွားပါတော့မယ်။လက်ရှိအချိန်ကိုပြန်ရောက်လာတဲ့အခါ Viv ဟာနောက်ဆုံးမှာနာမည်တစ်ခုမျက်နှာတစ်ခုနဲ့ပျောက်ဆုံးသွားတဲ့အချိန်ကိုရရှိလာပါပြီ။ Rekha ဟာအလောင်းတွေ့ရှိခဲ့တဲ့နေရာနဲ့လည်းတိုက်ရိုက်ဆက်ဆက်နေပါတယ်။ဒါကြောင့် Viv က Rekha ရဲ့မျက်နှာကိုအခြေခံပြီး facial sketch တစ်ခုချက်ချင်းဆွဲခိုင်းလိုက်ပါတယ်။ရဲ့ facial sketch ကိုထုတ်ဝေလိုက်ပါတယ်။ဒီပုံကို Vincent ရဲ့ရှေ့နေကမြင်သွားပြီးသူ့အမှုတီစီကိုယူသွားပြပါတယ်။ Vincent ကပုံကိုမြင်လိုက်တဲ့အချိန်မှာတော့သူ့မျက်နှာဟာချက်ချင်းတင်းမာသွားပါတယ်။သူဟာတိတိတသာထိတ်လန့်သွားပါတယ်။ Viv ကအဲ့ဒီနောက်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီစီကိုသွားပါတယ်။သူက1985ခုနှစ်ကရုပ်ရှင်ရိုက်ကူးခဲ့တဲ့ဓာတ်ပုံဟောင်းတွေကိုတပုံချင်းစီပြန်ရှာဖွေပါတယ်။အဲ့ဒီအပြင်အခုဆိုတည်ဆုံးသွားပြီဖြစ်တဲ့ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာရဲ့အင်တာဗျူးဟောင်းတစ်ခုကိုလည်းကြည့်ပါတယ်။အဲ့ဒီအင်တာဗျူးထဲမှာဇာတ်ညွှန်းရေးဆရာကရိုက်ကွင်းမှာတီလာရှင်ဝတ်စုံဝတ်ထားတဲ့မင်းသမီးတွေကတယောက်ဟာခြေချင်းဝတ်လက်ကောက်တွေဝတ်ထားခဲ့တယ်လို့အမှတ်မထင်ပြောသွားပါတယ်။ဒီစကားက Viv ကရှာဖွေနေတဲ့အဖြေကိုတခါတည်းပေးလိုက်တယ်လို့ပါပဲ။သူတွေ့ထားတဲ့အယိုးစုနဲ့အတူတွေ့ခဲ့တဲ့ခြေချင်းဝတ်လက်ကောက်တွေဟာ
ရုပ်ရှင်ရိုက်ကွင်းမှာ Rick ဝတ်ထားခဲ့တဲ့လက်ကောက်တွေနဲ့တူနေပါတယ်။ဒါကြောင့်မြေအောက်မှာတွေ့ခဲ့တဲ့အယိုးစုဟာ Rick ဖြစ်နိုင်ခြေအလွန်မြင့်မားသွားပါပြီ။နောက်တနေ့မနက်မှာ Viv ကအဲ့ဒီရုပ်ရှင်ရဲ့ assistant director ဟောင်းကိုသွားတွေ့ပါတယ်။သူ့ကို Rick ရဲ့ဓာတ်ပုံနဲ့ facial sketch ကိုပြလိုက်တဲ့အခါသူကလည်း Rick ကိုချက်ချင်းမှတ်မိသွားပါတယ်။သူမှတ်မိတာကတစ်ချက်တည်းပါ။ Rick ဟာရိုက်ကူးရေးအလယ်မှာရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီးအဲ့ဒီအဖြစ်အပျက်ကြောင့်ရုပ်ရှင်ရိုက်ကူးရေးအစီအစဉ်တွေအကြီးအကျယ်ပျက်စီးခဲ့တာပါ။ဒါပေမဲ့ Viv ရဲ့စုံစမ်းမှုဟာအခုမှပဲအင်အားကြီးတဲ့ရန်သူတစ်ယောက်ကိုတိုက်ရိုက်ထိတွေ့လာပါတော့တယ်။နောက်ဆုံးမှာတော့ဝင်ကြီးချုပ်ရဲ့အိမ်ထိရောက်သွားပါတယ်။ရှေ့နေကတိုက်ရိုက်ပဲသတင်းစကားပါပါတယ်။ Viv ရဲ့စုံစမ်းမှုကိုရပ်တန့်ပေးဖို့ပါ။မရပ်တန့်ပေးဘူးဆိုရင် Vincent ဟာဝင်ကြီးချုပ်နဲ့သူ့အနီးနားကလူတွေရဲ့ရှုပ်တော်ပုံတွေကိုဖော်ထုတ်ပစ်မယ်လို့ချိန်ချောက်ပါတယ်။ဒီလိုနဲ့နိုင်ငံရေးအာဏာနဲ့ငွေကြေးအင်အားကိုအသုံးချပြီး Vincent ဟာအမှုကိုဖိနှိပ်ဖို့စတင်ပါတော့တယ်။ဒါပေမဲ့သူ့ရဲ့နောက်ထပ်လုပ်ရက်ကပိုပြီးကြောက်စရာကောင်းပါတယ်။သူ့ကိုတန်တရားဝင်စေနိုင်တဲ့ရှမ်းမခံဆိုတဲ့အမျိုးသားကိုတပ်ပစ်ဖို့လူငှားလိုက်ပါတယ်။ရှမ်းမခံရဲ့အားနည်းချက်ကိုသိထားတဲ့လူတွေကသူ့ကိုအရက်တိုက်ပြီးမူးအောင်လုပ်ကြပါတယ်။ပြီးတော့သူ့ကိုတက်လိုက်ပြီးအလောင်းကိုရေမြောင်းထဲပစ်ချလိုက်ပါတယ်။အရာအလုံးကိုအရက်မူးပြီးရေမြောင်းထဲပြုတ်ကျတည်ဆုံးသွားတဲ့မတော်တဆမှုတစ်ခုလိုပုံဖော်လိုက်ပါတယ်။တစ်ဖက်မှာတော့ Viv ကိုအထက်အရာရှိတွေစီကအမိန့်အသစ်ရောက်လာပါတယ်။ဒီအလောင်းတွေ့ရှိမှုအမှုကို Crime Branch စီလွှဲပြောင်းလိုက်ပြီး Viv ကိုတော့ Traffic Duty စီပြောင်းရွှေ့လိုက်ပါတယ်။ဒါပေမဲ့ Viv ကစိတ်မပြတ်ပါဘူး။သူကအေးအေးဆေးဆေးပြုံးလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအမိန့်ရဲ့နောက်ွယ်မှာဘယ်သူရှိနေတယ်ဆိုတာသူသိနေပါပြီ။ Vincent ပါအမှုကိုတရားဝင်ဆက်လက်စုံစမ်းခွင့်မရှိတော့ပေမဲ့ Viv ကတော့လျှို့ဝှက်ပြီးဆက်လက်စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာရှဲမခင်ရဲ့တေဆုံးမှုကိုလည်းမတော်တဆမှုလို့ပဲအတည်ပြုလိုက်ပါတယ်။ဒီလိုနဲ့အမှုမှာအရေးကြီးတဲ့တပ်တွေတယောက်ထပ်မံပျောက်ဆုံးသွားပါတယ်။အဲ့ဒီအပြင်အယိုးစုတွေကိုပါသူတေသနာအဖွဲ့ဆိုတဲ့လူတွေကလာရောက်ယူဆောင်သွားပါတယ်။ဒါပေမဲ့သူတို့ရဲ့အပြုအမူတွေကိုကြည့်ုံနဲ့ဒီလူတွေဟာအကျင့်ပြတ်ရဲရာရှိတွေဖြစ်နိုင်နေဆိုတာသိတာနေပါတယ်။အခု Viv ဟာအမှုကနေဖယ်ရှားခံလိုက်ရပါပြီ။သူ့ရဲ့အရေးကြီးဆုံးသတင်းပေးသူလည်းတေဆုံးသွားပါပြီ။အမှုရဲ့အဓိကသက်သေဖြစ်တဲ့အယိုးစုကလည်းသူ့လက်ထဲမှာမရှိတော့ပါဘူး။ဒါပေမဲ့ Viv ကတော့လက်မလျှော့သေးပါဘူး။အဲ့ဒီအချိန်မှာ assistant director ဟောင်းက Viv ကိုဖုန်းထပ်ခေါ်လာပါတယ်။သူ့မှာနောက်ထပ်သဲလွန်စတစ်ခုရှိနေပါတယ်။1985ခုနှစ်ကရုပ်ရှင်ရိုက်ကူးမှုကိုလိုက်လံသတင်းယူခဲ့တဲ့သတင်းထောက်တစ်ယောက်ရှိခဲ့ပါတယ်။သူ့နာမည်က Suresh ပါ။သူ့စီမှာအဲ့ဒီအချိန်ကရိုက်ကူးထားတဲ့ဓာတ်ပုံတွေနဲ့မှတ်တမ်းတွေရှိနေနိုင်ပါတယ်။ Viv က Suresh ကိုချက်ချင်းသွားတွေ့ပါတယ်။ Suresh က1985ခုနှစ်ရိုက်ကူးရေးအတွင်း Memory ကိုအင်တာဗျူးခဲ့ဘူးကြောင်းပြောပြပါတယ်။ဒါပေမဲ့အင်တာဗျူးမှာမေးတဲ့မေးခွန်းတွေကို Memory ကစိတ်ဆိုးသွားပြီးအင်တာဗျူးကိုမပြီးဆုံးခင်ထွက်ခွာသွားခဲ့ပါတယ်။ Suresh ဟာအဲ့ဒီဖြစ်ရပ်ကိုဖော်ပြထားတဲ့1985ခုနှစ်မဂ္ဂဇင်းတစ်စောင်ကိုယနေ့အထိသိမ်းဆည်းထားပါတယ်။ Viv ကမဂ္ဂဇင်းထဲကဓာတ်ပုံတွေကိုကြည့်တဲ့အခါ Rick ကိုရှင်းရှင်းလင်းလင်းတွေ့လိုက်ရပါတယ်။ဒါပေမဲ့ Viv ရဲ့မျက်လုံးကနောက်ထပ်ထူးဆန်းတဲ့အရာတစ်ခုကိုဖမ်းမိသွားပါတယ်။ Rick ရဲ့ဘေးမှာရပ်နေတဲ့အမျိုးသမီးတစ်ယောက်ဟာ background actress မဟုတ်ပါဘူး။သူမဟာတကယ်သီလရှင်တစ်ယောက်ဖြစ်ပါတယ်။သူမရဲ့နာမည်က Aneka ပါ။ Viv ကအဲ့ဒီသီလရှင်အမျိုးသမီးရဲ့နာမည်ကိုသိလိုက်တာနဲ့ချက်ချင်းသူမကိုလိုက်ရှာပါတယ်။နောက်ဆုံးမှာတော့Anekaကိုဖျားเจ้าတစ်ခုမှာရှာတွေ့သွားပါတယ်။ Viv က Rick ရဲ့ဓာတ်ပုံကိုပြလိုက်တဲ့အခါAnekaဟာချက်ချင်းမှတ်မိသွားပါတယ်။သူမက Rick ကို1985ခုနှစ်ကတည်းကသိခဲ့တာပါ။အဲ့ဒီအချိန်တုန်းကရုပ်ရှင်ရိုက်ကွင်းဟာAnekaနေထိုင်တဲ့ဖျားเจ้าနဲ့သီလရှင်เจ้าနီးမှာတည်ရှိနေခဲ့ပါတယ်။ရုပ်ရှင်ရိုက်ကူးရေးစတင်တဲ့နေ့မှာတော့နာမည်ကြီးမင်းသား Memory ရောက်လာတာကြောင့်အနီးနားမှာရှိတဲ့လူတိုင်းစိတ်လှုပ်ရှားနေကြပါတယ်။ Rick ဆိုရင်လည်း Memory ရဲ့အရန်ကြီးမားတဲ့ပရိသတ်ဖြစ်တဲ့အတွက်မင်းသားကိုအနီးကပ်မြင်ရတာနဲ့တင်အရန်ပျော်နေခဲ့ပါတယ်။ဒါပေမဲ့ရိုက်ကွင်းမှာမမျှော်လင့်ထားတဲ့ပြဿနာတစ်ခုဖြစ်လာပါတယ်။ Rick ဝတ်ထားတဲ့ဝတ်စုံဟာစုပ်ပြဲသွားပါတယ်။ဒါကြောင့်သူမဟာအစားထိုးဝတ်စရာအတွက်အနီးနားကသီလရှင်ကျောင်းကိုပြေးသွားခဲ့ပါတယ်။အဲ့ဒီမှာအဝတ်တွေလှမ်းနေတဲ့Anetaနဲ့တွေ့ပါတယ်။ Rick ကသူမရဲ့ပြဿနာကိုပြောပြတဲ့အခါAnetaကသီလရှင်ဝတ်စုံတစ်စုံကိုငှားပေးလိုက်ပါတယ်။ဒါပေမဲ့Anetaကအခြေအနေတစ်ခုသတ်မှတ်ထားပါတယ်။သူမက Memory ကိုအရန်သဘောကျတဲ့အတွက်Rick ကသူမနဲ့ Memory တွေ့ဆုံနိုင်အောင်စီစဉ်ပေးရမယ်လို့ပြောပါတယ်။ Rick ကိုယ်တိုင်လည်း Memory ရဲ့အမာခံပရိသတ်ဖြစ်တာကြောင့်ဒီအခြေအနေကိုသဘောတူလိုက်ပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့ Rick ဟာအမှန်တိုင်းဝန်ခံလိုက်ရပါတယ်။သူမကရုပ်ရှင်ထဲမှာနောက်ခံကနေပါဝင်တဲ့တရုပ်ဆောင်တစ်ယောက်ပဲဖြစ်တာကြောင့်Memory နဲ့တွေ့ဖို့စီစဉ်ပေးနိုင်တဲ့အာဏာမရှိပါဘူး။ Aneka ကလည်းဒေါသမထွက်ပါဘူး။သူမအတွက်Memory ကိုအနီးကပ်မြင်ရတာနဲ့တင်လုံလောက်နေပါပြီ။အခါနဲ့Anetaတို့ကတော့ဆက်ပြီးစကားပြောနေကြပါတယ်။နောက်ဆုံးသူတို့နှစ်ယောက်ဟာ Memory ကိုအင်တာဗျူးနေတဲ့Sureshရဲ့ဖြစ်ပျက်ကိုတောင်အတူတူကြည့်ခဲ့ကြပါတယ်။ Memory ကသတင်းထောက်ကိုစိတ်ဆိုးပြီးထွက်သွားတာကိုမြင်ရတဲ့အခါသူတို့နှစ်ယောက်စလုံးဟာနာမည်ကြီးမင်းသားကိုအနီးကပ်မြင်ရတာနဲ့ပဲပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့အဲ့ဒီညမှာတော့အခြေအနေကရုတ်တရက်ပြောင်းလဲသွားပါတယ်။တချင်းစဝင်ကန်ရိုက်ကူးဖို့စီစဉ်ထားပေမဲ့မိုးတဲထန်စွာရွာချလာတာကြောင့်ရိုက်ကူးရေးကိုရပ်လိုက်ရပါတယ်။အဲ့ဒီညမှာ background actress တွေအားလုံးနဲ့အတူအချင်းကျက်အခြေအနေမှာRickအိပ်ရမှာကိုAnetaကမကြည့်ရပါဘူး။ဒါကြောင့်သူမကRickကိုတီလာရှင်ကျောင်းမှာညအိပ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။အဲ့ဒီမှာသူမဟာတီလာရှင်ကျောင်းမှာအလုပ်လုပ်နေတဲ့ Lakshma ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့လည်းတွေ့ပါတယ်။ Lakshma ဟာသူ့ခင်ပွန်းShankarနဲ့သားလေးတစ်ယောက်နဲ့အတူအဲ့ဒီနေရာမှာနေထိုင်ပါတယ်။ညစာစားချိန်ရောက်တဲ့အခါLakshmaတို့ကအသားဟင်းတစ်ခွက်ပြင်ဆင်ပေးပါတယ်။ဒါပေမဲ့Rickကအဲ့ဒီဟင်းကိုမစားပါဘူး။ဘာကြောင့်လဲဆိုတော့သူမဟာအမဲသားမစားတဲ့သူဖြစ်လို့ပါ။
ညစာစားပြီးတဲ့နောက်အနိခါကရိခါကိုသူမအေးရမယ့်အခန်းစီလိုက်ပို့ပေးပါတယ်။အဲ့ဒီညမှာတော့ဘာမှထူးခြားတာမဖြစ်ခဲ့ပါဘူး။ဒါပေမဲ့နောက်တနေ့မနက်မှာအရာအလုံးဟာပြောင်းလဲသွားပါတော့တယ်။တီလာရှင်ကျောင်းရဲ့ရုံးခန်းထဲမှာတင်ထားတဲ့အလှငွေတွေပျောက်ဆုံးနေပါတယ်။တစ်ချိန်တည်းမှာပဲရက်ခါလည်းပျောက်ဆုံးနေပါတယ်။တီလာရှင်တွေဟာချက်ချင်းရိခါကိုတန်တရားဝင်ကြပါတယ်။အလှငွေတွေကိုခိုးယူပြီးထွက်ပြေးသွားတာလို့ယူဆကြပါတယ်။အနိခါကိုပါအပြစ်တင်ကြပါတယ်။သူမကမသိတဲ့လူတစ်ယောက်ကိုတီလာရှင်ကျောင်းထဲခေါ်လာခဲ့တာကြောင့်ဒီပြဿနာဖြစ်လာတယ်လို့ဆိုကြပါတယ်။အနိသာဟာရိကော့ကိုနောက်တစ်ကြိမ်ဘယ်တော့မှမတွေ့ရတော့ပါဘူး။ဒီအကြောင်းတွေကိုအနိသစီကနေကြားပြီးတဲ့အခါဘစ်ဖီရဲ့စိတ်ထဲမှာမေးခွန်းတစ်ခုပေါ်လာပါတယ်။ရိကတကယ်ပဲအလှငွေတွေကိုခိုးယူပြီးထွက်ပြေးသွားတာလား။ဒါမှမဟုတ်တစုံတစ်ယောက်ကသူမကိုတမင်တကာအပြစ်ပုံချခဲ့တာလား။ဒီအချိန်မှာဗင်ဆင်ဘတ်မှာလည်းအခြေအနေတွေပိုဆိုးလာပါတယ်။သူ့ရဲ့ဇနီးဟာဆေးရုံတင်ရလောက်အောင်အခြေအနေဆိုးလာပါတယ်။ဗင်ဆင်ရဲ့ရှေ့နေကလည်းဘက်ဟာအမှုကိုလက်မလျှော့သေးပဲစက်စုံစမ်းနေတယ်လို့သတင်းပေးပါတယ်။အထူးသဖြင့်ဘက်ဟာတီလာရှင်တယောက်နဲ့ပါတွေ့ဆုံမေးမြန်းထားပြီဆိုတာကိုသိလိုက်ရပါတယ်။နောက်တနေ့မနက်မှာဘစ်ခါအနိသစီကိုထပ်မံသွားပါတယ်။ဒီတခါတော့အဲ့ဒီညမှာတီလာရှင်ကျောင်းထဲမှာရှိနေခဲ့တဲ့လူအားလုံးအကြောင်းမေးမြန်းပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီအချိန်တုန်းကတီလာရှင်အများစုဟာအခုဆိုတေဆုံးသွားကြပါပြီ။ကျန်တဲ့သူတွေကလည်းတခြားနေရာတွေကိုပြောင်းရွှေ့သွားကြပါတယ်။ဖတ်ဖန်ဆိုတဲ့အလုပ်သမားအမျိုးသမီးတယောက်ကတော့အဲ့ဒီအဖြစ်ပြက်ပြီး၄လလောက်အကြာမှာတီလာရှင်ကျောင်းကနေထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ဖတ်ဖန်ကအခုဘယ်မှာရှိနေလဲဆိုတာတော့ဘယ်သူမှမသိပါဘူး။အဲ့ဒီအချိန်မှာအနိက vibe ကိုအရေးကြီးတဲ့တဲလွန်စာတစ်ခုပေးလိုက်ပါတယ်။ Lakshmi ရဲ့သားကတော့အသက်ရှင်နေသေးဖြစ်ပြီးအနီးနားကရွာတရွာမှာနေထိုင်နေတယ်။အနိသားကသူ့ရဲ့လိပ်စာကိုရေးပေးလိုက်ပါတယ်။ Vefka ကလိပ်စာကိုကြည့်လိုက်တဲ့အချိန်မှာတော့သူ့စိတ်ထဲမှာတစုံတရာချက်ချင်းချိတ်ဆက်သွားပါတယ်။အဲ့ဒီလိပ်စာဟာ Rajendran ကိုအကြိမ်ကြိမ်ဖုန်းဆက်ခဲ့တဲ့လူရဲ့လိပ်စာနဲ့ကိုက်ညီနေပါတယ်။အဲ့ဒီလူရဲ့နာမည်က Rakhav ပါ။ဒီအချိန်မှာ Vefka Serena ကိုလည်းအကူအညီတောင်းပါတယ်။ Rika ရဲ့အမှုကိုသတင်းစာထဲမှာပြန်လည်ဖော်ပြပေးဖို့ပါ။အနိသားနဲ့ Assistant Director ဟောင်းတို့ကိုအင်တာဗျူးပြီး Rika ရဲ့အကြောင်းကိုလူထုသိအောင်ပြန်ဖော်ပြမယ်ဆိုရင်ရိခါအကြောင်းကိုသိထားတဲ့သူတယောက်ယောက်ပေါ်လာနိုင်တယ်လို့ဘက်ဖ်ကယုံကြည်ပါတယ်။တစ်ဖက်မှာတော့ဘက်ဖ်ကရာဂက်ရဲ့အိမ်ကိုတိုက်ရိုက်သွားပါတယ်။အိမ်ထဲဝင်တဲ့အချိန်မှာရာဂက်နဲ့သူ့တငယ်ချင်းကဘက်ဖ်ကိုတိုက်ခိုက်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဟာဘက်ဖ်ကိုမရှင်နိုင်ပါဘူး။ဘက်ဖ်ကသူတို့ကိုထိန်းချုပ်ပြီးစစ်ဆေးလိုက်တဲ့အခါရာဂက်ဟာနောက်ဆုံးမှာအမှန်တိုင်းဝန်ခံလိုက်ပါတယ်။သူဟာ Rajendran ကိုအကြိမ်ကြိမ်ဖုန်းဆက်ခဲ့သူပါ။ဘာကြောင့်လဲဆိုတော့သူ့စီမှာ Rajendran ရဲ့အတိတ်နဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တစ်ခုရှိနေလို့ပါ။ရာဂက်က Rajendran ကိုအဲ့ဒီအတိတ်အကြောင်းဖော်ထုတ်မယ်လို့ချိန်ချောက်ပြီးငွေညှစ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲဘက်ဖ်ရဲ့စိတ်ထဲမှာအပိုင်းအစတွေအားလုံးတစ်ခုချင်းစီချိတ်ဆက်သွားပါတော့တယ်။ရာဂက်ဟာရိုးရိုးငွေညှစ်သူတယောက်မဟုတ်ပါဘူး။သူဟာဇလန်းဆမှာမိုးရွာတဲ့ညကအမျိုးသားလေးယောက်အလောင်းတယ်လာတာကိုမြင်ခဲ့တဲ့ကောင်လေးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်40ကရာဂက်ဟာသူ့အဖေရှင်ခရနဲ့အတူနေထိုင်နေခဲ့တဲ့ကလေးတယောက်ပါ။အဲ့ဒီမိုးသေးထန်တဲ့ညမှာသူဟာသူ့အဖေကိုအမျိုးသား3ယောက်နဲ့အတူအမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်ကိုတည်ဆောင်သွားတာမြင်ခဲ့ပါတယ်။ကောင်လေးကသူ့အဖေကိုမေးတဲ့အခါရှင်ခရကအဲ့ဒါဟာရုပ်ရှင်ရိုက်ကူးနေတဲ့ဇက်ဝင်ကန်တစ်ခုပဲလို့ပြောခဲ့ပါတယ်။ရာခါကလည်းအဲ့ဒီစကားကိုယုံခဲ့ပါတယ်။သူ့တငယ်ချင်းကိုတောင်သူ့အဖေကရုပ်ရှင်ရိုက်နေတာလို့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့ရက်သက်တစ်ပတ်အနည်းငယ်အကြာမှာရုပ်ရှင်ထွက်လာတဲ့အခါအဲ့ဒီလိုဇက်ဝင်ကန်မျိုးလုံးဝမပါလာပါဘူး။အဲ့ဒီအချိန်ကလေးကရာခါရဲ့စိတ်ထဲမှာမေးခွန်းတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒီညကအဖေတို့ဘာတွေတည်သွားတာလဲ။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ရှင်ဂရန်ဟာသူ့ဘဝရဲ့နောက်ဆုံးအချိန်မှာအမှန်တရားကိုတားဖြစ်သူရာဂါဘာကိုဝန်ခံလိုက်ပါတယ်။1985ခုနှစ်တုန်းကသူဟာအမျိုးသမီးငယ်တယောက်ရဲ့အလောင်းကိုတည်ယူတင်ကြိုဖို့ငွေပေးခံခဲ့ရတာပါ။သူလည်းအဲ့ဒီမိန်းကလေးဘယ်သူလဲဆိုတာမသိခဲ့ပါဘူး။ဒါပေမဲ့ရှင်ခရင်ကအဲ့ဒီအမှုနဲ့ပါဝင်ခဲ့တဲ့လူတွေရဲ့နာမည်တွေကိုပြောပြခဲ့ပါတယ်။ကက်ချန်ဆိုတဲ့လူတစ်ယောက်ရာခါနဲ့သူ့တငယ်ချင်းကတော့ Rajendran တယောက်ကိုပဲသိကြပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်က Rajendran ကိုချင်းချောက်ပြီးငွေညှစ်ခဲ့ကြတာပါ။အခုတော့ Bev အတွက်ဒီသတင်းဟာအလွန်ရေးကြီးတဲ့သက်သေတစ်ခုဖြစ်လာပါပြီ။ဘာကြောင့်လဲဆိုတော့ရာခါဟာလွန်ခဲ့တဲ့နှစ်40ကအလောင်းတည်သွားတဲ့လူ၄ယောက်ကိုကိုယ်တိုင်မြင်ခဲ့တဲ့မျက်မြင်သက်သေဖြစ်နေလို့ပါ။ Bev ကရာဂါနဲ့သူ့တငယ်ချင်းကိုတရားဝင်သက်သေထွက်ဆိုစေဖို့ရဲစခန်းကိုခေါ်လာမယ်လို့ပြောပါတယ်။ပြီးတော့ဖြစ်စဉ်အားလုံးကိုမိုဟန်ဒက်စီတွားရောက်တင်ပြပါတယ်။အခုအချိန်မှာအရာအားလုံးကတဖြည်းဖြည်းရှင်းလင်းလာပါပြီ။ဒါပေမဲ့နောက်တနေ့မနက်မှာဘဲဘေရောက်သွားတဲ့အချိန်မှာတော့အရာအားလုံးနောက်ကျသွားပါပြီ။ရာဂါကိုကြိုးဆွဲချတည်ဆုံးနေတဲ့အဖြစ်တွေ့ရပါတယ်။သူ့တငယ်ချင်းကလည်းမြစ်ထဲကနေအလောင်းဖြစ်ဆယ်ယူလိုက်ရပါတယ်။နှစ်ယောက်စလုံးတည်ဆုံးသွားပါပြီ။အရာအားလုံးကိုကိုတက်တည်မှုလို့ပုံဖော်ထားပေမဲ့ဘက်ဖ်ကတော့အမှန်တရားကိုချက်ချင်းနားလည်လိုက်ပါတယ်။ ဗင်ဆန်ကတက်တည်တယောက်ကိုထပ်မံပိတ်ပင်လိုက်တာပါ။အခုတော့ဒီအမှုမှာအရေးကြီးတဲ့တက်တည်နှစ်ယောက်ထပ်ပြီးပျောက်ဆုံးသွားပါပြီ။ဒါပေမဲ့ဗက်မသိသေးတဲ့အချက်တစ်ခုရှိနေပါသေးတယ်။1985ခုနှစ်ကဓာတ်ပုံဟောင်းတစ်ပုံထဲမှာလူတစ်ယောက်ရဲ့မျက်လုံးတစ်ဖက်မှာထူးခြားတဲ့ချို့ယွင်းချက်တစ်ခုရှိနေပါတယ်။ပြီးတော့အဲ့ဒီမျက်လုံးပုံစံဟာ Francis ရဲ့သားမှာလည်းတိတိကျကျရှိနေပါတယ်။ဒီတစ်ချိန်မှာတော့ Vibe ခါအလောင်းကိုတကြိုခဲ့တဲ့လူတစ်ယောက်ကိုရှာတွေ့ဖို့တလန်းမဲလိုပါတော့တယ်။ရာခါနဲ့သူ့တငယ်ချင်းနှစ်ယောက်လုံးတေဆုံးသွားပြီးနောက်မှာ Vibe အတွက်အမှုကပိုပြီးအနေရများလာပါတယ်။ဒါပေမဲ့သူကလက်မလျှော့သေးပါဘူး။နောက်တစ်နေ့မှာ Vibe က Francis ရဲ့အိမ်ကိုထပ်သွားပါတယ်။ဒီတစ်ချိန်တော့ Francis ကိုယ်တိုင်အိမ်မှာရှိနေပါတယ်။
Viv က1985 ခုနှစ်ကဓာတ်ပုံကိုထုတ်ပြလိုက်ပါတယ်။ဒါပေမဲ့ Francis ကအားလုံးကိုညှင်းပါတယ်။သူဟာအဲ့ဒီရုပ်ရှင်ရိုက်ကွင်းမှာအလုံးမလုပ်ခဲ့ဘူးလို့ပြောပါတယ်။ Viv ကတော့အတင်းအကျပ်မဖိအားပေးပါဘူး။အဲ့ဒီအစား Rekha ရဲ့အဖြစ်အပျက်ကိုတစ်ခုချင်းစီပြန်ပြောပြပါတယ်။ပြီးတော့အရေးကြီးဆုံးအချက်တစ်ခုကိုထည့်ပြောလိုက်ပါတယ်။ဒီအမှုနဲ့ပတ်သက်တဲ့သက်သေတွေတယောက်ပြီးတယောက်သေဆုံးနေကြပြီ။ဒါကြောင့် Francis ကလည်းအလွယ်တကူနောက်ထပ်သားကောင်တစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့သူသားအမှန်တိုင်းဝန်ခံမယ်ဆိုရင်ရဲတွေကသူ့ကိုကာကွယ်ပေးနိုင်ပါတယ်။ Viv ရဲ့စကားတွေကြောင့် Francis ရဲ့စိတ်ထဲမှာနှစ်ပေါင်း40ကြာဖုံးကွယ်ထားခဲ့တဲ့အမှတ်တရတွေပြန်ပေါ်လာပါတယ်။နောက်ဆုံးမှာတော့ Francis ရဲ့စိတ်ခံနိုင်ရည်ပြတ်သွားပါတယ်။သူကအမှန်တိုင်းဝန်ခံလိုက်ပါတယ်။1985 ခုနှစ်တုန်းကသူဟာမိန်းကလေးတစ်ယောက်ရဲ့အလောင်းကိုမြေမြုပ်ဖို့ကူညီခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးရဲ့နာမည်ကိုတော့သူမသိခဲ့ပါဘူး။ပြီးတော့ Francis ကအဲ့ဒီညမှာတကယ်ဖြစ်ခဲ့တာအားလုံးကိုပြန်ပြောပြပါတော့တယ်။အဲ့ဒီဇလန်းဟာ Vincent ရဲ့အရင်နာမည်ဖြစ်တဲ့ Vatican နဲ့စတင်ပါတယ်။အဲ့ဒီအချိန်တုန်းက Vincent ဟာဖျားเจ้าတစ်ခုမှာ Bishop ကိုကူညီပေးနေခဲ့ပါတယ်။အချိန်ထဲမှာပဲ Pushpan ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာတီလာရှင်เจ้าမှာအလုပ်လုပ်နေပါတယ်။ Pushpan က Bishop ရဲ့အိမ်ကိုလည်းတန်ရှင်းရေးလုပ်ပေးရတဲ့အတွက် Vincent နဲ့ခင်မင်လာပါတယ်။ဒီနေ့မှာတော့ Pushpan ဟာ Vincent ကို Bishop ရဲ့ရုံးခန်းထဲကအလှူငွေတွေခိုးနေတာကိုမတော်တဆမြင်လိုက်ပါတယ်။သူမအနေနဲ့ Vincent ကိုတန်းပြီးဖော်ထုတ်နိုင်ပေမဲ့ Vincent ကသူမကိုတိတ်နေဖို့ငွေပေးလိုက်ပါတယ်။ Vincent ကဒီငွေတွေဟာဒီနေရာကနေထွက်ခွာပြီးတခြားနေရာမှာဘဝအသစ်တစ်ခုစတင်ဖို့လိုအပ်လို့ပါလို့ပြောပါတယ်။ Pushpan ကငွေကိုလက်ခံပြီးတိတ်နေဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့သူမမှာအခြေအနေတစ်ခုရှိပါတယ်။ Vincent ထွက်သွားတဲ့အခါသူမကိုပါခေါ်သွားရမယ်။ဒီလိုနဲ့ Vincent နဲ့ Pushpan တို့ဟာအတူတူပိုပြီးနီးကပ်လာကြပါတယ်။သူတို့နှစ်ယောက်ဟာတီလာရှင်ကျောင်းထဲကအစားအသောက်နဲ့ဟင်းခတ်အမွှေးကြိုင်တွေကိုတိတ်လေးခိုးပြီးပြန်ရောင်းကြပါတယ်။အဲ့ဒီလိုလုပ်ရင်းနဲ့ Shane Grant ကသူတို့နှစ်ယောက်ရဲ့လုပ်ရက်ကိုသိသွားပါတယ်။ဒါပေမဲ့သူကသူတို့ကိုမဖော်ထုတ်ပါဘူး။အစားသူလည်းအမျက်ဝေယူပြီးဒီအလုပ်ထဲဝင်ပါလာပါတယ်။ဒီလိုနဲ့ Vincent နဲ့ Pushpan တို့ရဲ့ဆက်ဆံရေးကလည်းပုံမနီးကပ်လာပါတယ်။နောက်ဆုံးမှာသူတို့နှစ်ယောက်ဟာချစ်သူတွေဖြစ်လာကြပါတယ်။အဲ့ဒီနောက် Pushpan ကတီလာရှင်ကျောင်းထဲမှာအလှူငွေတွေနဲ့ရွှေတွေသိမ်းထားတဲ့နေရာကိုသိသွားပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့စိတ်ထဲမှာပိုကြီးမားတဲ့အကြံစီတစ်ခုပေါ်လာပါတယ်။သူမကအလှူငွေနဲ့ရွှေအားလုံးကိုခိုးယူကြမယ်လို့ Vincent ကိုအကြံပေးပါတယ်။ဒီလိုဆိုရင်သူတို့နှစ်ယောက်ဟာဘဝတစ်တစ်ခုစတင်ဖို့လုံလောက်တဲ့ငွေကြေးရသွားမှာပါ။ဒီလိုနဲ့အစီအစဉ်ကြီးစတင်ပါတော့တယ်။ Pushpan ကအရင်ဆုံးတီလာရှင်ကျောင်းရဲ့တိုးလောင်ခန်းသားမှာကြွက်တေတကောင်ကိုတွားချထားပါတယ်။နောက်တနေ့မနက်မှာအဲ့ဒီနေရာကိုတန်ရှင်းရေးလုပ်ဖို့သူမကိုခေါ်မှတေးချပါတယ်။သူမရဲ့အစီအစဉ်အတိုင်းပဲဖြစ်လာပါတယ်။ Pushpan ကတိုးလောင်ခန်းကိုတန်ရှင်းရေးလုပ်နေစဉ်တကားပွင့်ဖို့အသုံးပြုတဲ့တော့ကိုစက်ပြတုံးနဲ့ဖိနှိပ်ပြီးပုံစံယူလိုက်ပါတယ်။အဲ့ဒီကနေတော့ပုံတူတစ်ခုပြုလုပ်ဖို့ရည်ရွယ်ထားတာပါ။ဒါပေမဲ့ဒီအချိန်မှာမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာပါတယ်။ရုပ်ရှင်ရိုက်ကူးရေးကစတင်လာပါတယ်။အဲ့ဒီအချိန်မှာတီလာရှင်အများပြားဟာဘာသာရေးဆိုင်ရာခရီးစဉ်တစ်ခုကိုထွက်သွားကြပါတယ်။ဒါကြောင့်တီလာရှင်ကျောင်းမှာလူအရေးအတွက်ပုံမှန်ထက်နည်းနေပါတယ်။အဲ့ဒီညမှာအနီတာကသူမရဲ့တငယ်ချင်းအစ်စ် Rekha ဟာဒီညတီလာရှင်ကျောင်းမှာအိပ်မယ်လို့ပြောလိုက်ပါတယ်။ဒီစကားကို Pushpan ကမီးဖိုချောင်ထဲကနေကြားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့စိတ်ထဲမှာရက်စက်တဲ့အကြံစီတစ်ခုပေါ်လာပါတယ်။ Rekha ကိုသူတို့ခိုးယူမဲ့အလှူငွေတွေအတွက်အပြစ်ပုံချမယ်။ပြီးတော့အနည်းတကူပါအပြစ်ပတ်သက်အောင်လုပ်မယ်။ဒီလိုလုပ်လိုက်ရင် Pushpan နဲ့ Vincent တို့ပျောက်ဆုံးသွားတဲ့အခါဘယ်သူမှသူတို့ကိုတန်တရားဝင်မှာမဟုတ်တော့ပါဘူး။သူတို့ရဲ့အပြစ်တွေအားလုံးကို Rekha ပေါ်ပဲတင်ထားလို့ရပါပြီ။တစ်ဖက်မှာတော့ Francis ဟာရုပ်ရှင်ရိုက်ကွင်းအနီးမှာမကြာခဏတွေ့ရတဲ့ Vincent နဲ့ Shane Grant တို့ကိုသတိထားမိနေပါတယ်။သူတို့နှစ်ယောက်ဟာကြီးတစည်းနဲ့ရိုက်ကွင်းအနီးကိုအပြန်အလှန်သွားလာနေကြတာကို Francis ကတွေ့ပါတယ်။တစ်ခုခုကိုလှုပ်ဝက်ပြီးလုပ်နေကြတယ်ဆိုတာတော့သူနားလည်လာပါတယ်။အဲ့ဒီညမှာ Pushpan ကအစီအစဉ်ရဲ့နောက်တစ်ဆင့်ကိုစတင်လိုက်ပါတယ်။သူမဟာအသားဟင်းထဲကိုအိတ်ဆေးတွေထည့်လိုက်ပါတယ်။အားလုံးအိပ်ပျော်သွားတဲ့အခါအလှူငွေနဲ့ရွှေတွေကိုခိုးယူဖို့ပါ။ဒါပေမဲ့သူမရဲ့အစီအစဉ်မှာမမျှော်လင့်ထားတဲ့အမှားတစ်ခုရှိနေပါတယ်။ Rekha ကအမဲသားမစားပါဘူး။ဒါကြောင့်အိတ်ဆေးပါတဲ့ဟင်းကို Rekha ကမစားခဲ့ပါဘူး။အဲ့ဒီအချက်တစ်ခုတည်းနဲ့ Pushpan ရဲ့မူလအစီအစဉ်ဟာပျက်စီးသွားပါတယ်။အခြေအနေကိုသိလိုက်တဲ့ Pushpan ဟာ Rekha ကိုမဖြစ်မနေဖယ်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်။အားလုံးအိပ်ပျော်နေတဲ့အချိန်မှာ Pushpan က Rekha ကိုကိုယ်တိုင်တက်လိုက်ပါတယ်။ Vincent ကအလောင်းကိုမြင်လိုက်တဲ့အခါအံ့အားသင့်သွားပါတယ်။ဒါပေမဲ့ Pushpan ကနောက်ပြန်ဆုတ်လို့မရတော့ဘူးလို့ပြောပါတယ်။ Rekha တည်သွားပြီဆိုတော့အခုအလောင်းကိုချက်ချင်းဖျောက်ဖို့လိုပါတယ်။အဲ့ဒီအချိန်မှာတော့သူတို့နှစ်ယောက်ဟာအလှူငွေတွေနဲ့ရွှေတွေကိုခိုးယူပြီးအပြစ်အားလုံးကို Rekha ပေါ်တင်ထားနိုင်ပြီလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မသိသေးတဲ့အချက်တစ်ခုရှိနေပါတယ်။ရုပ်ရှင်ရိုက်ကွင်းသားမှာရှိနေတဲ့ Francis နဲ့ Rajendran တို့ဟာ Vincent ရဲ့ကြည့်ကိုတွေ့လိုက်ကြပါတယ်။သူတို့လည်းဘာတွေဖြစ်နေလဲသိချင်တာနဲ့ Vincent ရှိတဲ့နေရာကိုလိုက်သွားကြပါတယ်။အဲ့ဒီမှာသူတို့နှစ်ယောက်ဟာမိန်းမတစ်ယောက်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။ Shane Grant ကလည်းသူတို့ကိုဓာတ်ရိုက်ချင်းချောက်ပါတယ်။သူတို့တခုခုပြောလိုက်ရင်ဒီအမှုထဲမှာသူတို့နာမည်တွေပါလာမယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာတော့သူတို့ရှေ့မှာရွေးချယ်စရာတိတ်မကြံတော့ပါဘူး။ငွေကြေးလဲရနေတဲ့အတွက်နောက်ဆုံးမှာသူတို့အားလုံးအလောင်းကိုဖျောက်ဖျက်ဖို့သဘောတူလိုက်ကြပါတယ်။ Rekha ရဲ့အလောင်းကိုအခင်းတစ်ခုထဲထုတ်ပိုးလိုက်ကြပါတယ်။ပြီးတော့ Jeep နဲ့တောနက်ထဲကိုခေါ်သွားကြပါတယ်။သူတို့ထင်ထားတာကတော့ Rekha ဟာတေဆုံးသွားပြီဆိုတာပါ။ဒါပေမဲ့ဒီအမှုရဲ့ကြောက်စရာအကောင်းဆုံးအမှန်တရားကတော့အခုမှပေါ်လာပါတော့တယ်။သူတို့က Rekha ရဲ့အလောင်းကိုတည်သွားတဲ့အချိန်
အခင်းအောက်ကနေသူမရဲ့ခြေထောက်တွေလှုပ်ရှားနေပါတယ်။ Rekha ဟာအဲ့ဒီအချိန်မှာအသက်ရှင်နေသေးတာပါ။သူမဟာအသက်ရှင်လျက်နဲ့အခင်းထဲမှာထုတ်ပိုးခံထားရပါတယ်။ဒါပေမဲ့သူတို့၄ယောက်ကတော့သူမကိုကယ်ဖို့မလုပ်ခဲ့ကြပါဘူး။သူတို့ဟာ Rekha ကိုတောနက်ထဲမှာမြေတူးပြီးအသက်ရှင်နေသေးတဲ့အချိန်မှာပဲမြေမြုပ်လိုက်ကြပါတယ်။ဒီလိုနဲ့ Rekha ရဲ့အိမ်မက်ဟာတောနက်ကြီးထဲမှာအဆုံးသတ်သွားခဲ့ပါတယ်။သူမဟာမမ်မောတွေကိုတနေ့နေ့မှာတွေ့ဆုံပြီးနာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်လာဖို့အိမ်မက်ခဲ့သူပါ။ဒါပေမဲ့အဲ့ဒီအိမ်မက်ကိုလိုက်ဖို့ထွက်လာခဲ့တဲ့လမ်းမှာပဲသူမဟာလူ၄ယောက်ရဲ့ရက်ဆက်တဲ့အကြံစီရဲ့တားကောင်ဖြစ်သွားခဲ့ပါတယ်။ပြီးတော့သူမရဲ့အလောင်းကိုမြေကြီးအောက်မှာနှစ်ပေါင်း40ကြာဖုံးကွယ်ထားခဲ့ကြပါတယ်။ Francis ကအဲ့ဒီအမှုကိုတစ်ခုချင်းစီပြန်ပြောပြပြီးတဲ့နောက် Viv ဟာနှစ်ပေါင်း40ကြာဖုံးကွယ်ထားခဲ့တဲ့အမှန်တရားတစ်ခုလုံးကိုနားလည်သွားပါတယ်။ Vincent ဟာအရင်က Vacation ဆိုတဲ့နာမည်နဲ့နေခဲ့သူပါ။သူဟာသူ့ရဲ့အတိတ်ကိုဖျောက်ဖျက်ပြီးဘဝအသစ်တစ်ခုစတင်ဖို့အတွက်နာမည်ပြောင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမှုအပြီးမှာတော့လူတိုင်းဟာကိုလန်းကိုခွဲသွားကြပါတယ်။ Pushpan ဟာအခုအချိန်မှာ Alice ဆိုတဲ့နာမည်နဲ့နေထိုင်နေပါတယ်။ပြီးတော့အရေးကြီးဆုံးက Alice ဟာ Vincent ရဲ့ဇနီးကိုယ်တိုင်ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာ Alice ဟာဆေးရုံမှာအပြင်းထန်နေမကောင်းဖြစ်နေပါတယ်။သူမရဲ့ခန္ဓာကိုယ်ဟာယောဂါကြောင့်အားနည်းနေပြီးဆရာဝန်တွေကလည်းအခြေအနေကောင်းမလာဘူးလို့ပြောထားပါတယ်။ဒါပေမဲ့ Viv ကသူမကိုသွားတွေ့ဖို့မကြိုးစားသေးပါဘူး။အဲ့ဒီအစားသူဟာ Vincent ကိုဓာတ်ရိုက်ဖိအားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။တနေ့မှာ Viv က Alice ရဲ့ဆေးရုံခန်းကိုပန်းစည်းတစ်စီးပို့လိုက်ပါတယ်။ပန်းစည်းနဲ့အတူစာတစ်စောင်လည်းပါပါတယ်။စာထဲမှာတော့ Get well soon, Pushpam လို့ရေးထားပါတယ်။ Alice ကစာကိုဖတ်လိုက်တဲ့အချိန်မှာသူမရဲ့မျက်နှာဟာချက်ချင်းပြောင်းလဲသွားပါတယ်။နှစ်ပေါင်း40ကြာဘယ်သူမှမသိတော့ဘူးလို့ထင်ထားတဲ့သူမရဲ့အမိဟောင်းကိုတယောက်ယောက်ကသိနေပါပြီ။ Vincent ကဘသူပို့တာလဲဆိုတာသိဖို့အသေးအတန်စူးစမ်းပါတယ်။အဲ့ဒီအချိန်မှာဆေးရုံအပြင်ဘက်ကိုကြည့်လိုက်တဲ့အခါ Viv ကိုမြင်လိုက်ရပါတယ်။ Viv က Vincent ကိုဓာတ်ရိုက်ကြည့်ပြီးအေးအေးဆေးဆေးရက်နေပါတယ်။အဲ့ဒီတခဏမှာ Vincent နားလည်သွားပါတယ်။ Viv အားလုံးကိုသိသွားပြီ။သူ့အတိတ် Pushpam Rekha အဲ့ဒီညကအလောင်းအားလုံးပြန်ပေါ်လာတော့မှာပါ။ Viv ကရှာဖွေတွေ့ရှိထားသမျှအချက်လက်တွေကိုမော်ဟန်ဒန်နဲ့ရဲချုပ်စီတင်ပြပါတယ်။မော်ဟန်ဒန်ကလည်း Viv ဘက်ကနေယက်တီပေးပါတယ်။ဒါပေမဲ့ရဲချုပ်ကအရေးကြီးတဲ့အားနည်းချက်တစ်ခုကိုထောက်ပြပါတယ်။အခုချိန်ထိမြေအောက်ကနေရှာတွေ့ထားတဲ့အယိုးစုဟာ Rekha ရဲ့အယိုးစုဖြစ်တယ်ဆိုတာတရားဝင်မသက်သေပြနိုင်သေးပါဘူး။ဒါကြောင့် Vincent လိုငွေကြေးနဲ့နိုင်ငံရေးအာဏာရှိတဲ့သူကိုတရားရုံးမှာအနိုင်ယူဖို့မလွယ်ပါဘူး။အမှုအတွက်အဓိကလိုအပ်နေတာက Rekha ရဲ့မိသားစုအစ်စ်ကိုရှာဖွေပြီးတင်းနေစစ်ဆေးဖို့ပါ။အဲ့ဒီအချိန်မှာဆေးရုံပေါ်က Eliza လည်းအခြေအနေကိုနားလည်သွားပါတယ်။ Viv ဟာသူတို့ရဲ့အတိတ်ကိုမရက်မနားလိုက်ရှာနေပါပြီ။ဒါကြောင့် Eliza Vincent ကို Viv ကိုအပြီးတိုင်တိတ်ဆိတ်အောင်လုပ်ဖို့ပြောပါတယ်။ Vincent လည်းနောက်ဆုံးအကြံအစီတစ်ခုချလိုက်ပါတယ်။ Viv ကိုကားနဲ့တိုက်ပြီးတပ်ပစ်ဖို့လူငှားလိုက်ပါတယ်။တနေ့မှာ Viv လမ်းပေါ်မှာသွားနေစဉ်ကားတစ်စီးကအရှိန်ပြင်းပြင်းနဲ့သူ့စီကိုတိုက်ဝင်လာပါတယ်။ Viv ကရှောင်ဖို့ကြိုးစားပေမဲ့မလွတ်နိုင်ပါဘူး။ကားတိုက်ခံရပြီးပြင်းထန်တဲ့ဒဏ်ရာတွေရရှိကဆေးရုံကိုအရေးပေါ်ပို့ဆောင်ခံလိုက်ရပါတယ်။သူ့အသက်ဟာတကယ်ကိုအန္တရာယ်ရှိနေပါတယ်။ဒါပေမဲ့ Viv ကအသက်ရှင်ကျန်ခဲ့ပါတယ်။ရက်အနည်းငယ်အကြာမှာသူသတိပြန်ရလာပါတယ်။မျက်လုံးဖွင့်လိုက်တာနဲ့ Mohandas ကသူ့ဘေးမှာရှိနေပါတယ်။ Mohandas ကသတင်းကောင်းတစ်ခုပြောပါတယ်။ရဲချုပ်ဟာ Viv ရဲ့အစီရင်ခံစာကိုဗဟိုအစိုးရအာဏာပိုင်တွေစီတင်ပြလိုက်ပါပြီ။သတင်းမီဒီယာတွေကလည်း Vincent နဲ့ Rekha ရဲ့အမှုကိုအကြီးအကျယ်ဖော်ပြနေကြပါတယ်။အဲ့ဒီအချိန်မှာပဲ Serena စီကိုမမျှော်လင့်ထားတဲ့ဖုန်းတစ်ခုဝင်လာပါတယ်။ဖုန်းဆက်သူကတော့တရုတ်ဆောင်ချက်ကလေးဖြစ်ပါတယ်။သူကသတင်းတွေထဲမှာ Rekha ရဲ့အမှုကိုဖတ်ပြီးအရေးကြီးတဲ့အရာတစ်ခုကိုသတိရလာတာပါ။ Jay Gadget ကသူ့ရဲ့ပထမဆုံးရုပ်ရှင်ကို1984ခုနှစ်မှာရိုက်ကူးခဲ့ပါတယ်။အဲ့ဒီရုပ်ရှင်ကအကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။ရုပ်ရှင်ထွက်ပြီးနောက်မှာ Jay Gadget စီကိုပရိသတ်တစ်ယောက်ကစာတစ်စောင်ပို့ခဲ့ပါတယ်။အဲ့ဒီစာဟာသူ့ဘဝမှာပထမဆုံးရရှိခဲ့တဲ့ fan letter ဖြစ်ပါတယ်။စာပို့တဲ့မိန်းကလေးရဲ့နာမည်က Rekha ပါ။ Jay Gadget ကအဲ့ဒီစာကိုအရန်တန်ဖိုးထားခဲ့တာကြောင့်သူမစီကိုစာပြန်ပို့ခဲ့ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာတစ်နှစ်နီးပါးစာတွေအပြန်အလှန်ပို့ခဲ့ကြပါတယ်။အဲ့ဒီစာတွေကနေ Jay Gadget ဟာ Rekha အကြောင်းအများကြီးသိလာခဲ့ပါတယ်။ Rekha ဟာမမ်မော်ဒီကိုအရန်သဘောကျတဲ့ပရိသတ်တစ်ယောက်ဖြစ်ပြီးတနေ့မှာနာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်လာဖို့အိမ်မက်နေသူပါ။ဒါပေမဲ့တနေ့မှာတော့ Rekha စီကစာတွေရုတ်တရက်ရပ်သွားပါတယ်။ဘယ်တော့မှထပ်မရောက်လာတော့ပါဘူး။ဒါပေမဲ့ Jay Gadget ကတော့သူမရဲ့ပထမဆုံးစာကိုအခုထိတင်ထားခဲ့ပါတယ်။အဲ့ဒီစာပေါ်ကလိပ်စာကိုလည်းမမေ့ခဲ့ပါဘူး။လိပ်စာကတော့ Tamil Nadu ပြည်နယ် Kanyakumari မြို့ကဖျဲဆိုတဲ့အိမ်တစ်လုံး။ဒီသတင်းဟာ Viv အတွက်မျှော်လင့်ချက်အသစ်တစ်ခုဖြစ်လာပါတယ်။သူနဲ့ Serena တို့ဟာချက်ချင်း Kanyakumari ကိုထွက်လာကြပါတယ်။ဖျားဆိုတဲ့အိမ်ကိုရှာဖို့မြို့ထဲကလူတွေကိုတယောက်ပြီးတယောက်မေးမြန်းကြပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာအဲ့ဒီအိမ်စီကိုရောက်သွားကြပါတယ်။အဲ့ဒီမှာ Viv တွေ့လိုက်ရတဲ့အမျိုးသမီးကတော့အရှာပါ။သူမဟာ Rekha ရဲ့ညီမဖြစ်ပြီး Rekha နဲ့အလွန်တူပါတယ်။ Viv က Rekha ရဲ့အကြောင်းမေးမြန်းတဲ့အခါအရှာဟာသူ့မိသားစုရဲ့အတိတ်ကိုပြန်ပြောပြပါတယ်။သူတို့မိသားစုဟာ1982ခုနှစ်မှာအဲ့ဒီအိမ်ကိုပြောင်းလာခဲ့ကြပါတယ်။အိမ်ဘေးမှာတော့ခါဆက်ဆိုင်တစ်ဆိုင်ရှိပါတယ်။ Rekha နဲ့အရှာတို့ဟာငယ်စဉ်ကတည်းကအတူတူရုပ်ရှင်တွေကြည့်ပြီးကြီးပြင်းလာခဲ့ကြပါတယ်။အဲ့ဒီကတည်းက Rekha ရဲ့ရုပ်ရှင်အိမ်မက်စတင်လာခဲ့တာပါ။အထူးသဖြင့် memory ကိုသူမအရန်သဘောကျခဲ့ပါတယ်။သူ့ရဲ့ရုပ်ရှင်တွေကစကားတွေကိုတောင်အလွတ်ရအောင်မှတ်ထားခဲ့ပါတယ်
ဒါပေမဲ့တနေ့မှာတော့ရိခတ်ဟာသူ့အဖေနဲ့အကြီးအကျယ်စကားများခဲ့ပါတယ်။အဲဒီနောက်အိမ်ကနေထွက်ပြေးသွားပါတယ်။ပြီးတော့ဘယ်တော့မှပြန်မလာတော့ပါဘူး။နှစ်တွေကြာလာတဲ့အခါသူမရဲ့မိဘနှစ်ပါးစလုံးသေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ရှာကတော့ဒီအိမ်မှာပဲဆက်နေခဲ့ပါတယ်။သူမစိတ်ထဲမှာမျှော်လင့်ချက်တစ်ခုရှိနေခဲ့လို့ပါ။ရက်ကတနေ့နေ့မှာပြန်လာလိမ့်မယ်။ဒါပေမဲ့မက်ခတ်ကသူမလက်ထဲကိုရက်ခါရဲ့ခြေချင်းဝက်လက်ကောက်ကိုထည့်ပေးလိုက်တဲ့အချိန်မှာတော့အရှာရဲ့မျှော်လင့်ချက်ဟာအဆုံးသတ်သွားပါတယ်။သူမဒီချိန်မှာမော်ဟန်ဒတ်ကဗင်ဆန်တီရဲ့သားကိုတွေ့ဆုံပါတယ်။သူ့အမေ Elias ရဲ့အတိတ်အမှန်ကိုလည်းပြောပြလိုက်ပါတယ်။သူ့အမေဟာလူတိုင်းထင်ထားတဲ့ Elias မဟုတ်ပဲလွန်ခဲ့တဲ့40နှစ်က Pushman ဆိုတဲ့နာမည်နဲ့နေခဲ့တဲ့အမျိုးသမီးဖြစ်ကြောင်းသိလိုက်ရပါတယ်။ရက်ခါတေဆုံးမှုမှာသူ့မိဘနှစ်ပါးလုံးပါဝင်ခဲ့ကြောင်းလည်းသိလိုက်ရပါတယ်။ဒီအမှန်တရားကိုကြားလိုက်ရတဲ့ဗင်ဆန်တီရဲ့သားဟာစိတ်ပိုင်းဆိုင်ရာအရာလုံးဝပြိုလဲသွားပါတယ်။သူ့အတွက်နှစ်ပေါင်းများစွာယုံကြည်ခဲ့တဲ့မိဘနှစ်ပါးဟာတကယ်တော့လူတက်မှုနဲ့ရာဇဝတ်မှုကိုဖုံးကွယ်ထားခဲ့တဲ့သူတွေဖြစ်နေပါတယ်။တစ်ဖက်မှာတော့အမှုကနိုင်ငံတော်ဝန်မှာပို့ပြီးအရှိန်ရလာပါတယ်။သတင်းစာတွေရုပ်မြင်သံကြားတွေကဗင်ဆန်ရဲ့နာမည်ကိုအကြီးအကျယ်ဖော်ပြနေကြပါတယ်။ဗင်ဆန်ဟာလည်းအခုဆိုရင်လွတ်မြောက်ဖို့လမ်းမရှိတော့တာကိုနားလည်လာပါတယ်။သူ့ရဲ့ငွေကြေးနိုင်ငံရေးအဆက်အသွယ်အာဏာအားလုံးကသူ့ကိုအရင်လိုမကာကွယ်နိုင်တော့ပါဘူး။ဒါပေမဲ့ဗင်ဆန်ကနောက်ဆုံးချိန်ထိကိုကာကွယ်ဖို့စ조사နေသေးပါ။သူ့ဇနီး Alice ဟာဆေးရုံပေါ်မှာအပြင်းထန်နေမကောင်းဖြစ်နေပါတယ်။သူမကိုထောင်ထဲပို့ခံရမယ်ဆိုရင်အခြေအနေကပိုဆိုးသွားနိုင်ပါတယ်။ဗင်ဆန်ဟာအဲ့ဒီအခြေအနေကိုမခံနိုင်တော့ပါဘူး။နောက်ဆုံးမှာတော့သူဟာအလွန်ရက်စက်တဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ Alice ကိုသူကိုယ်တိုင်တက်လိုက်ပါတယ်။သူ့စိတ်ထဲမှာတော့ Alice ကိုထောင်ထဲမှာအရှက်တကွဲနဲ့နာကျင်ခံစားပြီးတေဆုံးရတာထက်သူ့လက်နဲ့ပဲအဆုံးသတ်ပေးတာကပိုကောင်းတယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလုပ်ရက်ကဗင်ဆန်ရဲ့အပြစ်ကိုပုံမကြီးမားသွားစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရဲတွေဟာဗင်ဆန်ရဲ့နိုင်ငံရေးအဆက်အသွယ်တွေကိုလည်းစတင်စုံစမ်းကြပါတယ်။နှစ်ပေါင်းများစွာဗင်ဆန်စီကငွေကြေးနဲ့အကျိုးအမြတ်တွေရယူခဲ့တဲ့ Chief Minister ရဲ့အရှုပ်ရှင်းတွေပါပေါ်လာပါတယ်။ဗင်ဆန်ဟာသူ့အာဏာကိုအသုံးပြုပြီးအမှုကိုဖုံးကွယ်ဖို့နိုင်ငံရေးအာဏာကိုပါဝယ်ယူခဲ့တာဖြစ်ပါတယ်။အခုတော့အဲ့ဒီအရာအလုံးပြိုကျလာပါပြီ။ဒါပေမဲ့အမှုရဲ့နောက်ဆုံးထောက်ထားတစ်ခုတော့လိုနေပါသေးတယ်။ညီအောက်ကနေတွေ့ရှိခဲ့တဲ့အယိုးစုဟာတကယ်ပဲရက်ခတ်ဖြစ်ကြောင်းတနက်နဲ့တက်တည်ပြရမှာပါ။ဒီအတွက်အရှာရဲ့ဒီနာကိုယူပါတယ်။ပြီးတော့ရက်ခတ်ရဲ့မိဘနှစ်ပါးရဲ့အကျွင်းကြံတွေကိုလည်းနာစစ်ဆေးဖို့ယူပါတယ်။နောက်ဆုံးမှာဒီနာစစ်ဆေးမှုရလဒ်ထွက်လာပါတယ်။ရက်ခတ်နဲ့သူ့အဖွဲ့ကစောင့်မျှော်နေခဲ့တဲ့အဖြေကတော့အယိုးစုဟာရက်ခတ်ရဲ့အယိုးစုဖြစ်ပါတယ်။ဒီနာအတီးပြုချက်နဲ့အတူနှစ်ပေါင်း40ကြာဖုံးကွယ်ထားခဲ့တဲ့အမှုကြီးဟာနောက်ဆုံးမှာတရားဝင်ပေါ်ပေါက်လာပါတယ်။ရက်ခတ်ဟာအိမ်ကနေထွက်ပြေးပြီးပျောက်ဆုံးသွားခဲ့တာမဟုတ်ပါဘူး။သူမဟာလူသက်ခံခဲ့ရတာပါ။အဲ့ဒီအမှုကိုဗင်ဆန်နဲ့ဖက်ချ်ပန်တို့ကဦးဆောင်ခဲ့ပြီးရှိန်ဂရန်နဲ့ရီဂျန်ဒရန်တို့ကလည်းအလောင်းကိုဖျောက်ဖျက်ရာမှာပါဝင်ခဲ့ကြပါတယ်။ ဖရန်စစ်ကတော့နောက်ဆုံးမှာအမှန်အတိုင်းထွက်ဆိုခဲ့ပါတယ်။တင်းနဲ့အထောက်ထားပါရရှိသွားတဲ့အတွက်ဗစ်ကရဲ့စုံစမ်းမှုဟာနောက်ဆုံးမှာအောင်မြင်သွားပါတယ်။ရဲတွေဟာဗင်ဆန်ရဲ့အိမ်ကိုသွားပြီးသူ့ကိုဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ဗင်ဆန်ဟာငွေကြေးနဲ့အာဏာကိုအသုံးပြုပြီးလွတ်မြောက်ဖို့မဖြစ်နိုင်တော့ပါဘူး။နှစ်ပေါင်း40ကြာသူဖုံးကွယ်ထားခဲ့တဲ့အတိတ်ဟာနောက်ဆုံးမှာသူ့ရှေ့ကိုပြန်ရောက်လာပါတယ်။တရားရုံးမှာလည်းဗင်ဆန်ဟာအပြစ်ရှိကြောင်းအတည်ပြုခံရပြီးထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ဒီလိုနဲ့ရက်ကေအတွက်တရားမျှတမှုဟာနှစ်ပေါင်း40ကြာပြီးမှရရှိလာခဲ့ပါတယ်။ဒါပေမဲ့ဇလန်းကဒီမှာမပြီးသေးပါဘူး။တနေ့မှာဂျက်ကက်ကဗစ်စီကိုသတင်းတစ်ခုယူလာပါတယ်။မမ်မော်ဒီကိုတိုင်းဗစ်နဲ့တွေ့ချင်နေပါတယ်။ဗစ်လည်းအံ့အားသင့်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအမှုတစ်ခုလုံးရဲ့အလဲဗဟိုမှာရက်ခါရဲ့မမ်မော်ဒီအပေါ်ထားရှိခဲ့တဲ့အိမ်မက်ကအမြဲရှိနေခဲ့လို့ပါ။ရက်ခါဟာသူ့ဘဝတစ်လျှောက်လုံးမမ်မော်ဒီကိုအလွန်အမင်းအားကြခဲ့သူပါ။သူမရဲ့အိမ်မက်ကတနေ့မှာမင်းသမီးတစ်ယောက်ဖြစ်လာပြီးသူမအရန်ချစ်တဲ့မမ်မော်ဒီနဲ့တရုတ်ရှင်ထဲမှာပါဝင်ဖို့ပါ။ဒါပေမဲ့သူမရဲ့အိမ်မက်မပြည့်မြောက်ခင်မှာပဲသူမရဲ့ဘဝဟာရက်ဆက်စွာအဆုံးသတ်ခံခဲ့ရပါတယ်။နောက်ဆုံးမှာရက်ခါရဲ့အလောင်းကိုတင့်တော်တဲ့နေရာမှာပြန်လည်မြုပ်နှံပေးကြပါတယ်။အနိုက်ကလည်းအဲ့ဒီဇာပနာကိုတက်ရောက်လာပါတယ်။နှစ်ပေါင်း40ကြာပြီးမှရက်ခါဟာနောက်ဆုံးတော့သူမရဲ့မိသားစုနဲ့ပြန်လည်ဆုံစည်းနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ဘေးကအာရှကိုအထူးလက်ဆောင်တစ်ခုပေးပါတယ်။အဲ့ဒါကတော့ငယ်ရွယ်စဉ်ကမမ်မိုဒီရဲ့ဓာတ်ပုံတစ်ပုံပါ။ဒါပေမဲ့ဒီဓာတ်ပုံဟာတာမန်ဓာတ်ပုံတစ်ပုံမဟုတ်ပါဘူး။မမ်မိုဒီကိုယ်တိုင်လက်မှတ်ရေးထိုးပြီးရစ်ခဲအတွက်ရည်စူးပေးထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ရက်ခါကသူ့ဘဝတစ်လျှောက်လုံးမမ်မိုဒီကိုချစ်ခင်အားကြခဲ့ပါတယ်။သူ့ရဲ့ရုပ်ရှင်တွေကိုကြည့်ခဲ့ပါတယ်။သူ့ရဲ့စကားတွေကိုအလွတ်ကျက်ခဲ့ပါတယ်။မင်းသမီးတစ်ယောက်ဖြစ်ဖို့အိမ်မက်ခဲ့ပါတယ်။ဒါပေမဲ့သူမအသက်ရှင်နေစဉ်မှာတော့သူမရဲ့အိမ်မက်ကိုဘယ်သူမှမသိခဲ့ကြပါဘူး။သူမရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ခွင့်လည်းမရခဲ့ပါဘူး။သေဆုံးပြီးနှစ်ပေါင်း40ကြာတဲ့အခါမှသာသူမအရန်အားကြခဲ့တဲ့မင်းသားစီကအတိအမှတ်ပြုမှုကိုရရှိခဲ့ပါတယ်။ပြီးတော့ဇကားကနောက်ဆုံးအံ့အားသင့်စရာအချက်တစ်ခုကိုထုတ်ဖော်ပြပါတယ်။ရိခါဟာအိမ်ကနေထွက်ပြေးသွားတာဟာအကြောင်းမဲ့မဟုတ်ပါဘူး။သူမဟာမဂဇင်းတစ်စောင်ထဲမှာမမ်မိုဒီကသူ့ရုပ်ရှင်အတွက်အဓိကမင်းသမီးတစ်ယောက်ရှာဖွေနေတယ်ဆိုတဲ့ကြော်ညာကိုတွေ့ခဲ့တာပါ။အဲ့ဒီကြော်ညာကိုမြင်ပြီးနောက်ရိခါဟာသူမရဲ့အိမ်မက်ကိုလိုက်ဖို့အိမ်ကနေထွက်လာခဲ့ပါတယ်။သူမထင်ထားတာကတနေ့မှာရုပ်ရှင်လောကထဲဝင်ပြီးနာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်လာမယ်ဆိုတာပါ။ဒါပေမဲ့သူမမသိခဲ့တာကအဲ့ဒီအိမ်မက်ကိုလိုက်ဖို့ထွက်လာတဲ့နေ့ဟာသူမဘဝရဲ့နောက်ဆုံးခရီးဖြစ်လာမယ်ဆိုတာပါပဲ။နှစ်ပေါင်း40ကြာပြီးနောက်ဗစ်ကရဲ့စိတ်တက်မကြတဲ့စုံစမ်းမှုကြောင့်
ရက်ခရဲ့နာမည်ဟာနောက်ဆုံးမှာပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။သူမရဲ့အိမ်မက်မပြည့်ခဲ့ပေမဲ့သူမရဲ့အမှန်တရားကတော့နောက်ဆုံးမှာကဘာတိအောင်ပေါ်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့နှစ်ပေါင်း40ကြာဖုံးကွယ်ထားခဲ့တဲ့လူသတ်မှုကြီးဟာနောက်ဆုံးမှာအမှန်တရားနဲ့တရားမျှတမှုအဖြစ်အဆုံးသတ်သွားပါတော့တယ်။